ဟုတ်ကဲ့ကောင်းကောင်းဖော်ပေါ်တယ်ပါဒီကိုရီတဲ့ဗိုလ်တအုပ်ချချန်ပီယံလိရှုံးတဲ့ပွဲစဉ်၄ပွဲရဲ့တတိတကျလူတို့ရှင်းသုံးသက်ချက်လေးတွေကိုတိုက်တွင်လိုက်ဆိုရအောင်ပြန်လည်မြှောက်ပေးလိုက်ပါတယ်ဂျူဗီနိုပထမကြော်တော့ကအဝေးကွင်းကနေ level 60ရှုံးပေါ်ပြီးတော့ကျွန်တော်တို့fight 2နဲ့ရုပ်ပြဆင်းပြရှုံးထားတယ်ပေါ့နော်လက်ရှိမှာဂျူဗီနိုကနှစ်လပိုင်းကစားခဲ့တဲ့ပွဲနောက်ဆုံးပြိုင်ပွဲဆုံး9ပွဲမှာသူ9ပွဲလုံးနိုင်ပွဲမရသေးဘူး၄ပွဲရှုံးပြီးတော့လာစီယိုနဲ့ပွဲပဲတည်ကြထားတယ်ဒါပေမဲ့ကျန်တဲ့ပွဲတွေကအကုန်လုံးရှုံးထားတယ်ရှုံးမဲ့တာရှုံးတာတချို့ပွဲတွေကသူကိုတော့ပြန်လိုက်ပြီးတော့ရှုံးနိုင်ပါတယ်ကိုမရှုံးနိုင်မင်းနဲ့သူရုပ်ပြဆင်းပြရှုံးခဲ့တာတော့မဟုတ်ဘူးပေါ့နော်ရှုံးနိုင်တယ်လို့သူရှုံးနိုင်ခဲ့ပါတယ်ဒီရာစီအဝေးကွင်းစုပ်တဲ့ဇယိုက်လည်းရှိတယ်ပေါ့နော်ဒါပေမဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်တော့သူကြီးကြီးလေးလေးကစားနိုင်တာကိုတွေ့ရတယ်ဒီချန်ပီယံလိမှာဆိုလို့ရှိရင်လည်းအိမ်ကွင်းမှာညံ့တာမှန်ပေမဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်တော့သူကြီးကြီးလေးလေးခက်လာတယ်ပေါ့နော်ချန်ပီယံလိကိုကြည့်မယ်ဆိုလို့ရှိရင်လည်းနောက်ဆုံးကစားခဲ့တဲ့အိမ်ကွင်းကျွန်တော်တို့ဘင်ဖီကာကို2-0နဲ့ပြင်ထားတယ်ဘာဖူ2-0ပေါ့နော်ဒီကလေးမှာသွင်းကိုတွေဝေးနေတဲ့ဂလာတာစရီတို့ကတော့အကျော်က 5-2 နဲ့နိုင်ထားမှန်ပေမဲ့ဂလာတာစရီတို့ကပေါ့နော်ကျွန်တော်ဒီချန်ပီယံလိမှာဆိုလို့ရှိရင်တော့ဒီနေ့တိုင်းပတ်သွားတဲ့ခင်ဗျာဆုံးကစားခဲ့တယ်ပေါ့နော်ဂျူဗီနယ်ပွဲရလို့ရှိရင်နောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာသူ3ပွဲရရှုံးထားတယ်ပေါ့နော်ချန်ပီယံလိမှာဆိုလို့ရှိရင်တော့ခြေသွမ်းလိကသူညံ့ပါတယ်အိမ်မှာခြေသွမ်းမတီးမချင်းဖြစ်နေတာမှန်ပေမဲ့အရင်ကျော်ကလည်းရှုံးထားတဲ့တိတ်ခါကိုပြန်ဆယ်ရမယ်နောက်ပြီးတော့အိမ်ခွင်းလည်းဖြစ်တယ်ပေါက်ကြီးကလည်းအရင်အဝေးခွင်းမှာပေးခဲ့တဲ့ဈေးထက်ကျွန်တော်ပြား200နီးပါးကိုပေါ့နော်ပို့ပြီးတော့လေးလေးနက်နက်ပေးထားတာတွေ့ရတဲ့အတွက်ကျွန်တော်ဂျူဗင်ဘော်ဒီကိုကြိုက်မိပါတယ်နောက်ဆုံးကစားခဲ့တဲ့အိမ်ခွင်းနှစ်ပွဲကျွန်တော်တို့ဂျူဗင်တို့ကကိုအောက်ထားတယ်လို့တစ်ဖက်ကဂလာတာစရီတို့ကလည်းနောက်ဆုံးကစားခဲ့တဲ့အဝေးခွင်းနှစ်ပွဲမှာမန်စီးတီကိုလည်းသူပြန်မရှုနိုင်ဘူး2-0နဲ့ရှုံးတယ်မိုနာကိုလည်း2-0နဲ့ရှုံးတယ်ဆိုတော့နှစ်ယောက်စလုံးရဲ့ထူးခြားချက်လေးရှိပါတယ်ဆိုတော့ဝေးခွင်းကိုစီမှာလက်ကောင်လုံးကကိုအောက်ထားတယ်ဆိုတော့ဒီပွဲကကျွန်တော်တို့ကိုလေးပေါ်ကောင်းထပ်ပြီးတော့ပေါ်လာနိုင်ပါတယ်ဆိုတော့ဒီညကျွန်တော်ဂျူဗင်ဘော်ဒီနဲ့ကိုဘော်လီကိုကျွန်တော်ကြိုက်မိပါတယ်ရှိအတားတို့ကအင်္ဂွင်းဖောင်တွေကဒီပြီးခဲ့တဲ့လခက်ခဲတဲ့တခြားပေါ့နော်အင်္ဂွင်းကတော်တော်ကြစ်လက်တယ်ပြောရမယ်၅ပွဲဆက်လည်းရှုံးပွဲမရှိဘူးဟုတ်ကဲ့တစ်ဖက်တော့မွန်တော့လည်းအင်္ဂွင်းမှာ2-0နဲ့စော်ထားပြီးသွားပြီလက်ရှိဘွန်ဒက်လီဂါမှာလည်းသူကိုမသွင်းနိုင်တဲ့ပွဲသူမရှိပါဘူးတိုက်စစ်လေးကလည်းကိုရယူနိုင်စွမ်းအင်မတန်ကောင်းမွန်တဲ့အသင်းဖြစ်ပါတယ်ဒါပေမဲ့ဒေါ်မွန်ပါပေါ့နော်ကျွန်တော်တို့ဒီနောက်ဆုံးခက်ခဲတဲ့ချန်ပီယံလိ3ပွဲမှာကိုအောက်ထားတယ်ပေါ့နော်စပေါက်2-0နဲ့ရှုံးတယ်အင်နာကို0-2နဲ့အင်္ဂွင်းမှာရှုံးတယ်ပေါ့နော်ပြီးခဲ့တဲ့ဘက်ကမှသူအတာကို2-0နဲ့သူနိုင်ထားတယ်ပေါ့နော်ဒါပေမဲ့3ပွဲလုံးသူကိုအောက်ထားတယ်ပေါ့နော်အတာတို့ကလည်းရှုံးထားသည့်အားလျော်စွာအင်္ဂွင်းမှာကိုရှူကိုဥတီကြိုးစားလာနိုင်တယ်လို့တစ်ဖက်ဒေါ်မွန်တို့ကလည်းအတာတို့ဂလဲမတော်လို့တစ်ခုမာလာနဲ့ကိုပြန်ပြီးတော့ရယူနိုင်တဲ့ရှိတဲ့အသင်းမျိုးဆိုတော့ဒီနှစ်သင်းကိုနောက်ဆုံးကစားခဲ့တဲ့ပွဲတွေကလည်းကျွန်တော်တို့ဒေါ်မွန်တို့ကလည်းကိုအောက်ထား3ပွဲဆက်ကိုအောက်ထားသည့်အားလျော်စွာဒီညကျွန်တော်တို့ကိုပေါ်ကောင်းပေါ်လာနိုင်တယ်โอเคအတားနဲ့တော့မပွဲလေးကတော့ကျွန်တော်ကိုပေါ်လေးကိုကျွန်တော်ကြိုက်မိပါတယ်ဟုတ်ကဲ့မထရင်းနဲ့ဘီဗီကာမှာဆိုလို့ရှိရင်လေအဲ့ဒီဘီဗီကာတို့ကပေါ်တူဂီကလပ်ပီပီတတနဲ့ပေါ့နော်ကြစ်လက်တယ်ပေါ့နော်သူရှုံးမယ်ဆိုရင်တော့မှသူကရုပ်ပြက်စင်းပြက်ကြီးရုပ်ဆိုးကြီးတန်လောက်အောင်ထိရှုံးတော်တာမျိုးတော့သူမရှိဘူးသူနိုင်လို့ရှိရင်ဒါပေါ့နော်တခါလေးကြားလို့ရှိရင်ကိုပြက်တွေအုပ်တာသူရှုံးတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့2စီ1လောက်ကအလုံးဆုံးပဲဒီနှစ်သင်းကအရှိမနှစ်ခါတွေ့ဆုံပြီးသွားပြီပထမဆုံးတစ်ခါတုန်းကမထရစ်တို့ကကျွန်တော်တို့ရုပ်ပြက်စင်းပြက်ကျွန်တော်တို့4-2နဲ့ပြေးခံလိုက်ရတယ်ဒါပေမဲ့ဒီမှာကိုသူနောက်တစ်ခါထပ်တော့မမဘူးနောက်တစ်ခါဘီဗီကာရဲ့အိမ်ခွင်းမှာပဲကျွန်တော်0-1နဲ့ပေါ့နော်သူအနိုင်ရတယ်ပြန်ပြီးတော့ကြစ်ကြစ်လေးလေးပြန်ပြီးတော့သူစော်ထားနိုင်ခဲ့တယ်ပေါ့နော်ထရစ်တို့ဘက်မှာကျွန်တော်တို့လူမပြည့်စုံနေတာမှန်ပေမဲ့ဒီဘက်ကတဘာရရောပေါ့နော်တွန်းလိုက်ဆော့တဲ့ဇယိုက်လေးရှိတယ်ပေါ့နော်ပြီးတော့တစ်ဖက်ကို aggressive ပေါ့နော်စိတ်ကလေးဖြစ်အောင်လေလုတ်တက်တဲ့ဇယိုက်ရှိတယ်ကျွန်တော်အင်ကွင်းလေးဖြစ်တဲ့လေအောင်ပြိတဲ့အင်အားလေးရှိတယ်အင်ကွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့စိတ်တက်ကြွနဲ့နောက်ဆုံးအချိန်ကြည့်တိုင်းပေါ့နော်ရှောင်းဝေးပြန်တိုက်ပွဲဝင်တက်တဲ့ဇယိုက်ရှိတယ်ကျွန်တော် metric body ကိုကျွန်တော်ကြိုက်မိပါတယ်အခုဒီနေ့တင်ကပထမကြော်မှာတုန်းကကျွန်တော်တို့2-3နဲ့ PSG ကမိုနာကိုနိုင်ထားတယ်မိုနာကိုကလည်းကျွန်တော်တို့ဒီပထမပိုင်း48မိနစ်ကလေးပေါ့နော်လူတယောက်ရုံးနေကျွန်တော်တို့ချိုးချခဲသူလိုက်ခတ်ရှာတယ်68လောက်မှာပေါ့နော်သူ PSG ကိုရှုံးထားတာပါအင်းကိုရင်းကြီးမပြတ်အောင်သူထိမ့်ပြီးတော့တက်နိုင်တဲ့လောက်တော်တော်ကိုကြိုးစားပြီးခတ်ပါတယ်လွန်ခဲ့တဲ့ကျွန်တော်တို့ဘက်ကလည်းကျွန်တော်တို့လမ်းကိုကျွန်တော်တို့ Z2 နဲ့ရှုံးထားရကန်ဒီပေါ့နော်မိုနာကိုတို့ကျွန်တော်တို့3လုံးပြန်ပြီးတော့ထည့်ပြီးတော့ဝေးခွင်းရတယ်ပေါ့နော်ဒီရာဒီတော်တော်ချီတက်နေတဲ့လမ်းအိမ်ခွဲမှာကို3လုံးပြန်ထည့်ပြသွားတဲ့ရည်ချင်းရှိပါတယ်ဆိုတော့နှစ်ဖက်လုံးကသွင်းPSG ကတော့ညီကိုတွေလည်းတည်ပါတယ်ပေါ့နော်ဒါတိုက်စစ်ကတော့ပြောကြမလို့ချိန်မီပြီးကိုရယူနိုင်တဲ့ရှိတဲ့အနေထားမှာရှိတယ်ပေါ့နော်ဒီနှစ်သင်းကိုကျွန်တော်တို့ပထမကြုံမှာတော့3လုံး3နဲ့ရှုံးဆိုတဲ့ကြီးလေးပြထားခဲ့တယ်ပေါ့နော်ဒါပေမဲ့ကြီးကိုတိတ်ပြီးသူတို့ထည့်မတော့ခင်နေကျွန်တော်တို့နှစ်ဖက်ကို9လုံးလောက်လောက်ချသွားတယ်ပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့9ပေါင်းကြီးလေးက4+8 5လောက်ပေါ့နော်4+90ပေါ့နော်4+90လောက်ပဲသူဖွင့်လှစ်လာတယ်ခင်ဗျဒီ9ပေါင်းကြီးလေးကပေါ့နော်ဒါ3လုံးရှုံးတတာဆိုတော့ကျွန်တော်တို့တိုက်စစ်အားကောင်းပြီးတော့ပေါ့နော်တိုက်စစ်အသားပေးစောတဲ့ဒီနှစ်သင်းကိုပေါ့နော်ကျွန်တော်တို့တိကျပို့ပြီးတော့ပုံမယ်ဆိုလို့ရှိရင်ပေါ့နော်လေးလုံးအနည်းဆုံးပေါ့နော်လေးလုံး50စား60စားလောက်ကတော့ကျွန်တော်တို့ဖွင့်တင်တယ်လို့မြင်ပြီးတယ်ခင်ဗျာကျွန်တော်9ပေါင်းကြီးတန်းလေးကျွန်တော်တို့ဒီတိုက်စစ်အားတန်ပြီးတော့အချိန်မကြီးကိုရယူနိုင်တဲ့ရှိတဲ့ဒီနှစ်သင်းကို9ပေါင်းကြီးကျွန်တော်တို့ရုပ်နေတယ်လို့မြင်ပြီးတော့ကျွန်တော်ဒီကတော့ကျွန်တော်တို့ကိုအောက်လေးကိုကျွန်တော်နှိမ့်ချမိပါတယ်နေ့စဉ်စနစ်တကျလူတို့ရှင်းသုံးသက်ချက်လေးတွေကိုကြည့်ဖို့ဒီ channel လေးကို like and follow လေးလုပ်ထားပါထိထိမိမိတပွဲကောင်းတွေကိုကြည့်ဖို့လည်းကျွန်တော်အောက်မှာ Telegram channel လေးထည့်ပေးထားပါတယ်ကျွန်တော်2022ကလေးကနာမည်ပြတ်မရှိဘဲနဲ့ရက်တီလာတာဖြစ်တဲ့အတွက် fight 3လုံးလေး iPad တွေစော့ကျင်နေဆိုလို့ရှိရင်လေရောဘလောက်များ24နာရီဒီပါငွေသွင်းထိုးရတယ်ကျွန်တော်စီမှာဒီဆက်သွယ်လို့ရပါတယ်ဒီကိုရီးယားလုံးကိုလန်ခွန်နိုင်ပါ